မာအိုလို့ခေါ်တဲ့လူစီမှာဂီယက်ဆွမ်းအားရှိတယ်လို့လူလူချူကပြောတော့စီစီကလူတစ်ယောက်ချင်းစီလိုက်ပြီးဂီယက်ဆွမ်းအားကပြောင်းလဲသွားတဲ့အကြောင်းနဲ့မာအိုသာအာယုံစိုက်ထားရင်ပတ်ပတ်လည်မီတာ900အထိစိတ်ဖက်နိုင်အောင်ရှင်းပြပါတယ်။သူလာတကယ်လို့ချင်တယ်ဆိုရင်မတိစိတ်ထဲကနေမြင့်မြုပ်နေတဲ့အတွေ့အထိတောင်ဖတ်နိုင်တယ်။မင်းကအုံနောက်နဲ့ကစားတာဆိုတော့သူကမင်းရဲ့အဆိုးဆုံးရန်သူအမျိုးသားပဲဆိုပြီးလူလူချူကိုပြောပါတယ်။လွန်ခဲ့တဲ့17နှစ်ကမာအိုနဲ့စီစီတို့တည်ခဲ့တာဖြစ်ပြီးမာအိုဟာလူလူချူရဲ့ရန်သူဆိုပေမဲ့လူလူချူကိုပြစ်မှတ်ထားတာမဟုတ်ပဲစီစီကိုပြစ်မှတ်ထားတာပဲဖြစ်ပါတယ်။မာအိုရဲ့ဆွမ်းအားအခြေအနေကိုမေးတော့သူကမင်းလိုအကန့်အသတ်တို့မျက်လုံးချင်းတိုက်ရိုက်ဆောင်ရတာတော့မရှိဘူး။အားနေချက်ဆိုလို့သူကသူ့ရဲ့ KS ကိုပိတ်လို့မရဘူး။အခြားလူတွေရဲ့အတွေ့အကိုမကြားချင်မကြားနေရတာဆိုပြီးရှင်းပြပါတယ်။အဲ့ဒါကြောင့်မို့မာအိုကအနည်းနှစ်ချက်တက်ထားပြီးနှစ်ချက်ထဲမှာစီစီရဲ့အတန်လေးကိုနားထောင်နေတာပဲဖြစ်ပါတယ်။မာအိုကလူလူချူရဲ့စိတ်ကိုဖတ်နိုင်တော့လူလူချူရဲ့အားနည်းချက်ကိုပြစ်မှတ်ထားမှာဆိုလို့သူညမနာနာလီအတွက်အိမ်မှာကြာကြာနေပြီး CCTV တွေပါတက်ထားပါတယ်။အခြားတစ်ဖက်မှာတော့မာအိုကတနက်သွားဝယ်တဲ့အခါဆိုင်ရှင်ကမယောင်းလို့ခီးရဲ့အစွမ်းနဲ့စိတ်ကိုဖတ်ပြီးလှုပ်ဝက်ချက်တွေကိုဖော်ကရောင်းအောင်လုပ်လိုက်ပါတယ်။လူလူချူကတကယ်လို့သူလာခီးရဲ့စွမ်းအားကိုဇက်တိုက်သုံးနေမယ်ဆိုရင်မာအိုလူဖြစ်မှာလားဒါမှမဟုတ်မင်းရဲ့တောင်းဆိုချက်ကိုကျေနပ်အောင်မလုပ်နိုင်ရင်ဖြစ်မှာလားဆိုပြီး CC ကိုမေးပါတယ်။အတုံးချလီလီခီးရဲ့စွမ်းအားကမြင့်လာလေလေဖြစ်ပြီးသူတို့ရဲ့စွမ်းအားကိုတေချာမကင်တွင်နိုင်ရင် KS1 မျိုးလာခံရမယ်လို့ CC ကရှင်းပြပါတယ်။ CC ကအရင်ကတည်းကမာအိုရဲ့ဘဝရောစွမ်းအားတွေကိုရောတခါတည်းလက်ဆမတက်ခဲ့လို့အခုလိုမျိုးရှားလီကဖြစ်သွားရတာဆိုပြီးလူလူချူကဒေါ်လာထွက်ကပြောနေပါတယ်။မာအိုရဲ့ကိစ္စမှာတက်တက်စီလှုပ်ရှားမှာမဟုတ် CC ကငါအစာအုပ်ဘေးမှာနေမယ်။ကျောင်းကဟာရီကိုတော့ကြည့်ရှင်းလိုက်ဆိုပြီးလူလူချူကိုပြောပါတယ်။ဆူဇာကီကနာနာလီတော့ယူဖီမီယာကိုတွေ့လို့ရနိုင်မလားလို့မေးတဲ့အခါဒွိုက်ကယူဖီမီယာကိုတွေ့ဖို့ဆိုရင်အနေဆုံးချီးမြှောက်ခံသူရဲ့ကောင်အဆင့်ရှိမှရမှာလို့ပြောပါတယ်။လူလူချူကကလပ်ခန်းကိုခဏပိတ်ပေးဖို့တောင်းဆိုတော့မီလီကမရဆောင်နဲ့သူလည်းစိတ်သက်ပွဲလုပ်ရတော့မယ်ဆိုပြီးပြောပါတယ်။အဲ့ဒီချိန်မှာပဲရှားလီရောက်လာပြီးလူလူချူကိုတွေ့တဲ့အခါသစင်းတယောက်လိုဆက်ဆံနေလို့မီလီကအန်အောင်းနေပြီးလူလူချူကရန်ဖြစ်ပြီးတော့တယောက်နဲ့တယောက်မသိချင်အောင်စောင့်ထားတာလို့လိန်ပြောလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ CC ကလက်နက်ကင်လေးစီကနေသူနီးသူဟန်နဲ့မာဝေရဲ့အကြောင်းကိုလိုက်ပြီးစုံစမ်းနေပါတယ်။ရှားလီကသူ့ရဲ့ခန်းထဲမှာဒိုင်ယာရီစာအုပ်လိုက်ရှာပေမဲ့အဲ့ဒီစာအုပ်ကလူလူချူစီမှာဖြစ်ပြီးပြန်မမှတ်မိဖို့အတွက်လူလူချူကမီးရှို့ပြလိုက်ပါတယ်။စီရိုရဲ့အမေအရာအနက်ရောက်သူရဲ့ကောင်ဖွဲ့ကလည်းမာအိုကိုလိုက်ရှာနေပေမဲ့အခုထိဘာသတင်းမှမကြားရသေးပါဘူး။လူလူချူကမာအိုကိုအနိုင်ယူဖို့ဘလို့မှစဉ်းစားလို့မရပဲဖြစ်နေတဲ့အခါ CC ကငါတို့တူတူပူပေါင်းလုပ်ကြမလားလို့မေးလိုက်ပါတယ်။အဲ့ဒီချိန်ဖုန်းဝင်လာလို့ကန်လိုက်တော့မာအိုဖြစ်နေပြီး CC ကိုဖုန်းပေးလိုက်ဖို့ပြောပါတယ်။အခြားတစ်ဖက်မှာတော့ Filter ကတတိပြန်ရလာတော့အတိတ်မိနေတဲ့အတွက် Ogi ဆန်ကလည်းအလိုက်ထိုက်လေးဆက်ဆံပေးနေပါတယ်။ CC ကမာအိုစီသွားတော့မယ်လို့ပြောတော့တစ္ဆာဖောက်တာလားဆိုပြီးလူလူချူကမေးတဲ့အခါငါကဘယ်တော့မှမင်းရဲ့မဟာမိတ်မဟုတ်ဘူးဒီတိုင်းလုံးဖို့ကန်ဘက်ပဲလို့ပြောပါတယ်။လူလူချူက GS ကိုတုံးပြီး CC ကိုမသွားဖို့ပြောပေမဲ့ GS အစွမ်းက CC ပုံကမတက်ရောက်တာမို့ဒီတိုင်းထွက်သွားပါတယ်။အခြားတစ်ပတ်မှာတော့တူတူတို့3ယောက်ကတေးရရှင်ရေးအခြေအနေကြောင့်မို့သူတို့ဗိုလ်ချုပ်ရဲ့အုပ်ကူမှာလာပြီးဆုံးကြပါတယ်။ပြည်တင်တွေကစောင့်ကြည့်နေပြီးတူတူဆိုတာတေချာသွားတဲ့အခါဖမ်းဖို့လုပ်ကြပါတယ်။သတင်းတော့ကအနက်ရောက်သူရဲ့ကောင်းအဖွဲ့ပြန်လည်ဖွဲ့စည်းရေးအစီအစဉ်နဲ့ပတ်သက်ပြီးတင်ပြတဲ့အခါအကြံပြမဲ့စဉ်းစားရသေးလို့ OB ဆန်ကိုပြောလိုက်မယ်ဆိုပြီး0ကပြောပါတယ်။အခြားတစ်ပတ်မှာတော့ CC ကမာအိုနဲ့တွေ့ဖို့ကစားပွဲကိုရောက်နေပြီး CC ကမာအိုကိုသဘောမတွေ့ပေမဲ့မာအိုကတော့ CC မှ CC ပဲဖြစ်နေပါတယ်။အတိတ်တုန်းကမာအိုဟာသူများရဲ့အတွေ့အကြုံကိုကြားနေရတာဖြစ်ပြီး CC ကပဲမကြားရတာမို့ CC နဲ့နေရင်အမြဲအေးချမ်းတဲ့အတွက် CC ကိုဆွဲလန်းနေခဲ့တာပဲဖြစ်ပါတယ်။ CC ကမာအိုကိုတနက်နဲ့ပြစ်ဖို့လုပ်နေပြီးလူလူချူကလည်း CC ပြောသွားတဲ့ဖုန်းကိုအတန်ဖိုင်နားထောင်ကြည့်တော့သူထင်တယ်လို့မဟုတ်တာကြောင့် CC ကိုကယ်ဖို့လိုက်သွားပါတယ်။တကယ်တမ်းက CC ကမာအိုကိုတနက်နဲ့မပြစ်နိုင်ပဲမာအိုပြစ်သမျှကိုဒါ CC ကခန်းနေရပြီးလှုပ်မရပဲဖြစ်နေပါတယ်။မာအိုက CC ကိုဘယ်သူမှမမြင်အောင်အိတ်ထက်ထည့်ပြီး Australia ကိုခေါ်သွားချင်တာမို့ CC ကိုလှော့ဆက်နဲ့ဖြတ်ပြီးအိတ်ထဲကိုထည့်ဖို့လုပ်ပါတယ်။အဲ့ဒီချိန်မှာပဲဖန်သားပြင်ပေါ်မှာလူလူချူပေါ်လာပြီးတော့မင်းဒီနေရာကိုသုံးမယ်ဆိုတာသိတယ်မင်းရဲ့အဆောင်ကမီတာ900မို့တူကျူမျောစင်ထိမင်းမဖတ်နိုင်ဘူးဆိုပြီးပြောပါတယ်။ CC ကသူ့ရဲ့နာမည်ရင်းလို့မင်းထင်လားငါကသူ့ရဲ့နာမည်ရင်းကိုသိတယ် CC ကငါရဲ့မိန်းကလေး CC ကနေမင်းမမြင်ဘူးတဲ့အစိပ်ပန်းအားလုံးကိုလည်းငါရထားပြီးပြီဆိုပြီးစိတ်ဆော့လိုက်တော့မောင်တယောက်ဒေါ်လာထွက်ကဖန်သားပြင်ကိုလှော့ဆက်နဲ့ပြေးခုတ်ပါတော့တယ်။အဲ့ဒီချိန်မှာမောင်ကလူတွေများကြီးရဲ့အတန်ကိုကြားလိုက်ရပြီးမကြခင်မှာပဲရဲတပ်ဖွဲ့တွေရောက်လာပြီးတော့မောင်ကိုဝိုင်းထားလိုက်ပါတယ်။အဲ့ဒီရဲတပ်ဖွဲ့ထဲမှာလူလူချူပါနေလို့အန်အောနေပြီးမင်းကတူကျူမျောစင်မှာရှိနေရမှာမဟုတ်ဘူးလားလို့ပြောတော့မင်းကငပိတ်မယ်မင်းရဲ့အတွေ့တွေကရုပ်ရှင်းလို့မင်းပြောမဲ့ဟာတွေအကုန်ကိုခံမှန်းလို့ရတယ်ဆိုပြီးပြောပါတယ်။ရဲတပ်ဖွဲ့မှာလူတွေကလည်းများပြီးအတွေ့တွေကလည်းများနေလို့မာအိုကမထိန်ချုပ်နိုင်ပဲဖြစ်နေပါတယ်။အဲ့ဒါနဲ့မာအိုကလူလူချူရဲ့အကြောင်းကိုဖွင့်ပြဖို့လုပ်တဲ့အခါ GS နဲ့ထိန်ချုပ်ခံရတဲ့ရဲတပ်ဖွဲ့တွေအကုန်လုံးကမာအိုကိုတနက်တွေနဲ့ဝိုင်းပစ်ကြပါတယ်။မာအိုကငါးစီကရတဲ့ GS အစွမ်းကြောင့်အခြားသူတွေနဲ့ပိုဝေးကွာလာခဲ့တယ်။သူကငါ့ကိုတငယ်ချင်းလိုချစ်သူလိုခင်တွယ်ပေမဲ့ငါကတော့သစိမ်းလိုပဲဆိုပြီး CC ကရှင်းပြပါတယ်။ငါ GS ကိုမရှုံးစေရဘူးလို့ဆုံးဖြတ်ထားတယ်။စွမ်းအားကိုထိန်ချုပ်ပြီးပိုကျွမ်းကျင်လာစေရမယ်။ငါလောကကြီးကိုပြောင်းလဲနိုင်တာမင်းမြင်စေရမယ်။မင်းဆန္ဒရောငါဆန္ဒရောပြေဝစေရမယ်လို့လူလူချူကပြောပြီး CC နဲ့လက်ဆွဲနှုတ်ဆက်ရင်းဇလန်လေးကပြီးဆုံးသွားပါပြီ။